ဒီနေ့မှာတော့အောင်မြင်မှုကိုမရခင်ချုံမြင်နိုင်တဲ့စိတ်ဆွမ်းအားတစ်ခုအကြောင်းပြောပြချင်ပါတယ် ကဲရီမန်းချက်တွေကိုပြင်းဆုံးရှင်းရှင်းလင်းလင်းမြင်ပြီးမှအောင်မြင်အောင်လုပ်တဲ့စိတ်ဝင်စားစရာအယူအဆတစ်ခုကိုကြည့်လိုက်ကြအောင် ဦးနောက်ကလေစိတ်ကူးနဲ့လက်တွေ့ကိုတိတ်မခွဲခြားနိုင်ဘူးဗျ ဆိုတော့အောင်ပွဲခံနေတာကိုမြင်ညောင်လိုက်တာဟာအောင်မြင်ဖို့အတွက်ဦးနောက်လိုလေ့ကျင့်ပေးနေတာနဲ့အတူတူပါပဲ ဒီစိတ်ကူးနဲ့လက်တွေ့ကဦးနောက်ထဲမှာဘလို့အလုပ်လုပ်တယ်လဲဆိုတာတကယ်စိတ်ဝင်စားဖို့ကောင်းတယ် စိတ်ကူးတဲ့ကအဖြစ်ဖြစ်တွေကိုဦးနောက်ကတကယ်ဖြစ်နေတယ်လို့မျိုးလက်ခံလိုက်တော့ပါ နောက်ဆုံးရက်လက်ကိုရှင်းရှင်းလင်းလင်းမြင်လိုက်တာနဲ့အစွမ်းထက်တဲ့အပြောင်းအလဲတွေစဖြစ်လာပါပြီ အဓိကအပြောင်းလဲ၃ခုဖြစ်လာပါတယ်ဆုံးဖြတ်ချက်တွေအာယုံစူးစိုက်မှုနဲ့ပတ်သက်ပြီးပေါ့ ပြောချင်တာကအာယုံစူးစိုက်မှုကနေစွမ်းအားအဖြစ်ကိုဓာတ်ရိုက်ပြောင်းသွားတာပါပဲအာယုံစူးစိုက်မှုကပစ်မှတ်လို့ပဲလုံးတမရကိုပန်းတိုင်စီပဲညွှန်ပြတော့တာ ဒါပေမဲ့အောင်မြင်မှုရဲ့အသားအစီဖြစ်တဲ့ကြောက်စိတ်ကောဘလို့ဖြစ်သွားမလဲ အဲ့ဒီကြောက်စိတ်ကထက်ဖြည်းဖြည်းမေးမြန်းပြောက်ကွယ်သွားပါတယ် ဘာလို့လဲဆိုတော့စိတ်ကပြောတဲ့ငါနီးနေရာကိုရောက်ဖို့တဲ့ဆိုပြီးတော့လေ ဒါလမ်းကြောင်းတစ်ခုလုံးကိုရှောင်ဖူးတယ်လို့မျိုးယုံကြည်မှုနဲ့ယဉ်ကျေးကျွမ်းဝင်မှုကိုတိဆောက်ပေးတယ် တကယ်တော့အောင်မြင်သူတွေဆိုတာအောင်မြင်မှုသူတို့စီရောက်လာတာကိုစောင့်မနေကြဘူး သူတို့ကအရင်ဆုံးကျူးမြင်လိုက်ကြတယ်အဲ့ဒါပထမဆုံးခြေလှမ်းပဲဒါဆိုလက်တွေ့အတုံးချဖို့ဘာဒီလိုမလဲရိုးရှင်းတဲ့လုပ်ငန်းစဉ်လေးတစ်ခုပဲရှိပါတယ် ဒီအဆင့်၃စင်းကအတွင်းစိတ်ကနေအပြင်လက်တွေ့စီရွှေ့ပြောင်းတဲ့အဓိကနီလန်းပါပဲ ဟုတ်တယ်ဒီလုပ်ငန်းစဉ်ကတွေးတစ်ခုကိုလက်စွပ်လက်ကင်ပြနိုင်တဲ့အောင်မြင်မှုဖြစ်ပြောင်းလဲပေးလိုက်တာခီးစဉ်တစ်ခုလုံးကအစွမ်းထက်တဲ့စကားလုံး၃လုံးနဲ့အချင်းချုပ်လို့ရတယ် အဲ့ဒါတွေကတော့ဂျိုးမြင်ပါယုံကြည်ပါပြီးရင်အောင်မြင်အောင်လုပ်ပါဆိုတာပါပဲ ဒါကြောင့်ဒီနေ့စိတ်နဲ့သဘောထားကပဲမနှက်ဖြန်လဲအောင်မြင်မှုကိုတကယ်တမ်းပုံဖော်ပေးသွားမှာပါ